တခါတလေဆိုရင်တော့ကျွန်တော်တို့ကတွေ့နာကျင်မှုတွေကိုပျော်ရွှင်မှုတွေကိုရင်ဖွင့်တဲ့နေရာတစ်ခုအနေနဲ့တော့ကျွန်တော်တို့ဖြစ်သွားတယ်နော်။အဲ့ဒါနဲ့ဝယ်လို့များတဲ့အတွေ့အကြုံကိုအခွင့်အရေးရပြီဆိုတာလည်းဘယ်ကဏ္ဍမဆိုရအောင်ယူပါရအောင်လေ့လာတယ်လို့ကျွန်တော်ပြောချင်တယ်နော်။ရောတက်တူးတက်degree လည်းထည့်မယ်ထည့်မယ်ဆိုရင်အကိုပေါ့အကိုကိုတွေ့တယ်အကိုတွေ့အကိုကမိုက်တယ်ပြိုင်ပွဲတွေမှာဆိုလို့ရှိရင်လည်း judge တွေနိုင်ငံမှာသွားလောက်ထားပြီးအကိုပြိုင်ပွဲပုံကာလာအဲ့တရားအရမ်းမိုက်တယ်လူငယ်တွေတအားကြိုက်ကြတယ်ဆိုတော့ okay အကိုတော့ရအောင်ခေါ်မယ်ကွာဆိုပြီးအဲ့အကိုကိုဖုန်းဆက်တာကိုရန်တလူစထရာဖောင်နာအာတစ်ဆိုရဖြစ်ပါတယ်ကျွန်တော်တို့လူငယ်တွေအတွက်အနာဂတ်အတွက်အကျိုးရှိမဲ့ကျွန်တော် talk show လေးကိုပါဝင်ဖြစ်ခဲ့တာဖြစ်ပါတယ် Poco Original ရဲ့ကျွန်တော်တို့ Oppo A5 Pro ရဲ့ပေါ့နော်သူတို့ကနေပြီးတော့ကျွန်တော်တို့ main sponsor အဖြစ်နဲ့ကျွန်တော်တို့ဒီပွဲလေးဖြစ်မြောက်အောင်စီစဉ်ပေးတာဖြစ်ပါတယ်ဒီပွဲလေးမှာကျွန်တော်ကပါဝင်ပြီးတော့ကျွန်တော် topic လေးတွေပြောပြခဲ့ပါတယ်နောက်17ရက်နဲ့12ရက်မှာလည်းခြားအမတူညီတဲ့အစီအစဉ်တွေနဲ့ promotion တွေနဲ့ကျွန်တော်တို့ဂိမ်းလေးတွေနဲ့ဆက်လက်ပြီးတော့လည်းကျွန်တော်ဒီပွဲလေးကျင်းပသွားမှာဖြစ်ပါတယ်ဒီပွဲလေးမှာစူးစမ်းပြီးအောင်မြင်နေတဲ့လူငယ်တွေလည်းအများကြီးပါတယ်ကဏ္ဍအပေါင်းစုံကကျွန်တော်ပညာရှင်တွေလည်းအများကြီးပါတယ်ဖျော်ဖြေပွဲတွေလည်းအများကြီးပါရှိတယ်ပေါ့နော်အဲ့တော့ဒီပွဲလေးကကျွန်တော်တို့တကယ်တမ်းရှင်းသိရှိတိုက်တဲ့ပွဲလေးတစ်ပွဲဖြစ်ပါတယ်ကျွန်တော်တို့အနာဂတ်မှာလူငယ်တွေအတွက်စူးစမ်းခြင်းစိတ်တွေကျွန်တော်တို့လေးလာခြင်းစိတ်တွေအောင်မြင်မှုတွေပေးစွမ်းနိုင်မဲ့ပွဲမျိုးလေးတွေစိတ်ခွန်အားတွေပေးစွမ်းနိုင်မဲ့ဒီလိုပွဲမျိုးတွေကိုအများကြီးကျွန်တော်တို့ထပ်ပြီးတော့ဖြစ်မြောက်စေခြင်းနဲ့ဆိုတာလေးကိုကျွန်တော်ပြောပြပေးနေပွဲလေးမှာကျွန်တော်ပါဝင်ပြီးတော့ဖြတ်သန်းခဲ့တာတွေကျွန်တော် sharing လုပ်ခဲ့တဲ့ဗီဒီယိုလေးကိုဆက်လက်ခံစားပေးပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်ဟုတ် When we got six for real we looking out for the opposition we don't do this for mass appeal သူအားဖြင့်ကိုတော်တို့ရဲ့လက်ရတက်တူးကိုလည်းဒီမှာလက်ဆောင်တအုပ်ကိုဝေဖောက်ပြီးတော့ထုတ်ပေးသွားမယ့်အစီအစဉ်လေးရှိပါတယ်ရှင် pull up in Mercedes next year you gon' see me pull up in the race all I know ball hard mama told me boy make sure you tired the legs hey when I was down bad boy I got on my knees ကျွန်တော်တို့နိုင်ငံမှာဆိုလို့ရှိရင်တိုင်းအနေနဲ့ပါဝင်ပြီးတော့လုပ်ခဲ့တယ်သူရဲ့လက်ရတွေကတကယ်ကောင်းလာအဲ့ဒီဆိုရင်အရှမ်းမှအရှမ်းမိုက်တယ်တော့တက်တူးအားဖြင့်ကိုတော်ချုံမူရာကိုဖိတ်ခေါ်ပါရှင်ကျွန်တော်ကစတဲ့ကပြောမယ်ဆိုတာနှလုံးသားထဲပေါက်သွားတဲ့ကတူးထဲပေါက်သွားတာတခါတလေဆိုရင်တော့ကျွန်တော်တို့ကတွေ့နာကျင်မှုတွေကိုပျော်ရွှင်မှုတွေကိုရင်ဖွင့်တဲ့နေရာတစ်ခုအနေနဲ့တော့ကျွန်တော်တို့ဖြစ်သွားတယ်ကျွန်တော်တို့ကတိကျအခန်းလေးထားရှိပြီးတော့သူ့နဲ့ရင်ဖွင့်ပေါ်စကားပြောပေါ်သူ့ spread ကို short ပေါ်အဲ့တော့ကျွန်တော်ကတတူးအမှုပညာဆိုပေမဲ့လည်းဘဝရဲ့ရင်ဖွင့်ရာတွေတနေရာလို့လည်းပြောပြချင်တယ်အခုဒီတက်တူး career ကိုရှောက်လန်းခြင်းနဲ့လူမျိုးတွေအတွက်ကျင့်ကြံလို့ကျွန်တော်တို့သင်တန်းတွေဖွင့်တာကိုလာတက်ချင်တယ်ဆိုတော့မှတော်တော်များများနှစ်နဲ့ချီစောင့်ပြီးတော့မှလာတက်ခွင့်ရတဲ့လူတွေရှိတယ်ပေါ့။တူကိုသင်ချင်တယ်ဆိုတော့ကျွန်တော်တို့ဒီခေတ်ကလွယ်ပါကျွန်တော်တို့အရင်ကဆိုသင်တန်းတစ်ခုတက်ချင်တာမှတက်ခွင့်မရ။တူဆိုင်ဒီဇိုင်းကကျွန်တော်တို့ဝင်ခွင့်ရဖို့တော့ဒါဘူဝါကစတမာလူလည်းတွားခဲ့ရတယ်တယောက်ကပုံဖိုးတော့မှသူကကတ်ပြီးတော့တွားလေးလာခွင့်ရခဲ့တာရှိတယ်ပေါ့။ဒါပေမဲ့လည်းပတ်စံတော့အများကြီးတက်ခံပြီးတော့လိုက်ခဲ့ရတာဆိုတော့မဟုတ်ဘူး။ကျွန်တော်တို့အဲ့10ယောက်မှာ9ယောက်ကပတ်စံရကြမှာရ။တခါလေခမင်းကျွေးပြီးပြန်ထုတ်လိုက်ရတယ်။ကာကပြန်ပေးလိုက်ရတယ်ရှိတယ်။အဲ့တော့အတွေ့အကြုံကအရင်တန်ဖို့ရှိတယ်။ဆန်နဲ့ဝယ်လို့များတဲ့အတွေ့အကြုံကိုခွင့်ရရပြီဆိုတာလည်းဘယ်ကဏ္ဍမဆိုရအောင်ယူပါရအောင်လေ့လာတယ်ဆိုတော့ပြောချင်တယ်နော်။ကြားရှိတဲ့အခွင့်အရေးကိုတောင်းတော့ချပြီးတယ်။ကိုယ့်ရဲ့ life ကိုရွေးချယ်သွားလို့ပြောချင်တယ်။ဟုတ်ကဲ့ပါ။သုံးလမှပတ်လေ။နော်ဟုတ်ကဲ့။တပုံထိုးပေးမယ်တဲ့။ဘသူထိုးခြင်းလဲ။ဟုတ်။ထိုးခြင်းလဲ။ကျွန်တော်ထိုးခြင်းလဲ။ဒါမှမတောင်းမှဖြစ်ပါရဲ့။ကဲညီမလေးကဒီမှာပါစီစဉ်ပေးရဲ့မလို့ပဲပြောရမယ်ပြီးတော့ကျွန်တော်တို့ပါဝင်ဖို့ဖိတ်ခေါ်ဖြစ်ခဲ့တာရယ်ပြီးတော့ဒီပွဲကိုမတို့လုပ်ဖြစ်ခဲ့တဲ့ရွေးချက်လေးပေါ့အဓိကကတော့ကျွန်တော်တို့ဒီ collective train ဆိုပြီးတော့စလုပ်မယ်ပေါ့နော်စလုပ်မယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့ဒီကပွဲစလုပ်ဖို့ကဒီတိုင်းကြောက်လုပ်လို့မရဘူးဆိုရယ်လုပ်လို့မရကျွန်တော်တို့ collaboration ပါဝင်ပေးမဲ့ brand တွေကျွန်တော်တို့ရဲ့အများတဲ့မိတ်ဖက်ပိုင်းပေးတဲ့လူတွေလိုတာပေါ့နော်လိုတော့ကျွန်တော်တို့တွေက support ပေးကြတယ် okay အဲ့ဆိုရင်တော့ငါတို့လုပ်ကြမယ်အဓိကတော့လူငယ်တွေအတွက်ရည်လူငယ်တွေရည်ပြီးတော့ဘာတွေ trend တွေထည့်ကြမလဲလူငယ်တွေဘာတွေစိတ်ဝင်စားကြလဲဘာတွေလုပ်ချင်ကြလဲအဲ့ပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ပထမဆုံးရက်မှာတော့ဒီ decorative act ပေါ့နော်ဒီပုံဆွဲတာပုံဖော်တာဒီ
ပတ်သက်တဲ့ဟာကိုကျွန်တော်တို့ section လေးထည့်မယ်ပေါ့အဲ့ဒါလေးကို idea ရတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ထည့်ချင်တာကတော့ဒီ design နဲ့ painting ဒီအပိုင်းတွေကိုသွားချင်တာပေါ့အဲ့ဒီအချိန်မှာကျွန်တော်တို့ tattoo degree လည်းထည့်မယ်ထည့်မယ်ဆိုတဲ့အချိန်မှာအကိုပေါ့အကိုကိုတွေ့တယ်အကိုတွေ့အကိုကမိုက်တယ်ပြိုင်ပွဲတွေမှာဆိုလို့ရှိရင်လည်း judge တွေနိုင်ငံမှာသွားလောက်ထားပြီးအကိုပြိုင်ပွဲပုံတွေ color အတွေအရန်မိုက်တယ်လူတွေရဲ့တအားကြိုက်ကြတယ်ဆိုတော့ okay အကိုတော့ရအောင် comment ကွာဆိုပြီးအဲ့ဒါအကိုကိုဖုန်းဆက်တာအကိုလုံပေးမယ်တဲ့အကုန်လုံးဆိုပြီးတော့သူလက်ဆောင်လေးလဲဒီပွဲလာတဲ့လူငယ်တွေတအုပ်ရွေးပြီး3လက်မပလဲထိုးပေးမယ်ပါအဲ့အကိုနဲ့ညှိကြအောင်ညှိပြီးရတယ်လုပ်ပြီးတော့လုပ်ဖြစ်တယ်ဘာဖြစ်ပါဝင်ပေးရတော့လဲကျေးဇူးများကြီးတင်ပါတယ် ဒီပွဲကကျွန်တော်ကလည်းကျွန်တော်တတူးပွဲတွေကျွန်တော်တိုင်လုပ်တဲ့ပွဲတွေလောက်ပဲကျွန်တော်ကပါဝင်ပြစ်တာပေါ့ဒီလိုအပြင်ပွဲကိုကျွန်တော်မထွက်ဖြစ်သေးဘူးအဲကျွန်တော်လည်းစိတ်လှုပ်ရှားတယ်ပါဝင် join ပြစ်တာပေါ့လူငယ်တွေရဲ့ထောက်ပံ့မှုတစ်ခုအနေနဲ့ပါဝင်ရတယ်ဒါမျိုးလေးထည့်ထည့်ပေးတာကြာပိုအကျိုးရှိတာပေါ့ဒီတိုင်းတဲ့ဈေးအောင်ပွဲတဲ့ဆိုင်ဒါမျိုးလေးဆိုတော့ပိုအကျိုးရှိတာပေါ့ ပြီးတော့လာတဲ့လူတွေကလည်းလူငယ်တွေဆိုတော့သူတို့ဒီပွဲလေးကိုလာလိုက်တစ်ခုခုရသွားစေချင်တာပေါ့နော်ဒါကိုကြည့်ပြီးသူတို့ရဲ့ career တက်ဒီလိုမျိုးဆိုရင်အကိုတို့ဘယ်လိုတွေလုပ်ခဲ့ရပါလား career မှာဘယ်လိုတွေစူးစမ်းရခဲ့ပါလားဒီလိုမျိုးဆိုတာအကိုတို့ဆီရရအောင်ရတဲ့ knowledge တွေဒီရတဲ့သူတို့အတွက်အမြတ်ပဲဒီလိုဖြစ်စေချင်တာပေါ့နော်နောက်ရက်တွေလည်းရှိသေးတယ်အဲ့တော့နောက်တဲ့ပွဲတွေလည်းအများကြီးရှိသွားပါအောင်ပဲကျွန်တော်လည်းပါဝင်နိုင်သလိုကျွန်တော်ဆက်လက်ပြီးတော့ join ဖြစ်သွားပါမယ်အမားတို့ကတော့ဆက်ကြည့်လည်းပေါအောင်ဖိတ်ခေါ်ပါပဲအခုခုနေပါဟုတ်ကဲ့ပါကျေးဇူးပါ